မကြသေးခင်ကမှကျမတို့ဘွဲ EV ကားလေးနဲ့ကြိုက်ထိုးတောင်ဖျောက်ထွက်ဖြစ်ခဲ့ပါတယ်။ EV နဲ့ခီးထက်ရတာကစီဖို့တက်တာပြီးငြိမ်ချောင်းဝင်မယ်။တကယ်တမ်းနယ်ဘက်တွေရောက်တဲ့ခါမှာဆိုရင်ကြိုတင်ပြင်ဆင်ထားတဲ့အချက်လေးတွေလည်းရှိနေပါတယ်။နယ်ဘက်က EV charging station တော်တော်များများဟာအစိုးရမီတာလိုင်း grid တစ်ခုပဲပေါ်မူတည်ပြီးတော့ကိုကြီးပတ်မိုးထားတာကြောင့်မိပြနေတဲ့အချိန်တွေဆိုလို့ရှိရင် station စီရောက်သွားပြီမယ်အားသွင်းလို့မရနိုင်တဲ့အခက်အခဲမျိုးတွေကြုံရနိုင်ပါတယ်။ဒါကြောင့်လည်းကျမတို့ solar စနစ်တွေကနေပြီးတော့ solar နဲ့ inverter ကိုသုံးဖို့တိုက်တွန်းလိုက်ရတာပဲဖြစ်ပါရဲ့ရှင်။ EV ကားမှာဆိုလို့ရှိရင်အားသွင်းစနစ်က2မျိုးရှိပါတယ် AC charging နဲ့ DC charging မိုင်းပေါ့နော် AC charging ကိုတော့အိမ်တွေဟိုတယ်တွေမှာအများဆုံးအသုံးပြုကြတာပဲဖြစ်ပါတယ်သူကအားသွင်းမယ်ဆိုလို့ရှိရင်လည်းအချိန်အားဖြင့်6နာရီကနေ10နာရီထိစောင့်မှာဖြစ်ပါတယ်ပေါ့နော်အချိန်အားဖြင့်လည်းအရင်ကြာမယ်ပေါ့ DC charging မိုင်းနဲ့အားသွင်းမယ်ဆိုရင်တော့သူကလမ်းမေး charging station တွေမှာအားသွင်းတဲ့စနစ်ပဲဖြစ်ပါတယ် DC charging မိုင်းဆိုလို့ရှိရင်သူကအားသွင်းနှုန်းကပိုပြီးတော့မြန်ဆန်တယ်ဥပမာတင်းရဲ့ကားဘက်ထရီကအား20ရာခိုင်နှုန်းပဲကျန်တော့ရဆိုရင်တော့မှတနာရီခွဲဝန်းကျင်အတွင်းမှာအားဖြင့်မြန်စွာပြည့်သွားမှာဖြစ်ပါတယ်ရှင်ဒီကပြည်သူများအတွက်အကြံပြုချင်တာလေးတစ်ခုကတော့ရဝေးဒေသတွေက charging station တွေမှာမြင့်တဲ့နေရာမျိုးသွားနိုင်တဲ့အတွက်ကိုသွားမဲ့လမ်းကြောင်းပေါ်က station တွေ hotel စားတောက်ဆိုင်တွေကိုအခုမီးလာနေပြီလားအသုံးရပြီလားဆိုတာကိုအရောက်မသွားခင်ပြင်ဖုံးဆက်မြင်မှုလိုအပ်ပါတယ်။ဒီမစတဲ့ခင်မှာလည်းကားမှာအားပြည့်တင်ထားဖို့လိုအပ်ပါတယ်။ 20% လောက်ကျန်တာနဲ့ကားသွင်းမှုနေရာရှားပါမယ်နော်။ဒီကားတွေကအနာဂတ်အတွက်အရင်ကောင်းတဲ့ရွေးချယ်မှုဖြစ်ပေမဲ့ခုလိုမီးလှမှပြတ်တဲ့ခါမျိုးတွေမှာတော့ solar energy storage system တွေကဒါအကောင်းဆုံးထောက်ပံ့ဖြစ်စီမှာပါ။နောက်ခီးစဉ်တွေမှာအသိရအချိန်ပူရအောင်မိအိမ်မှာ SCD power solar ကနေပြီးတော့တင်သွင်းထားတဲ့ inverter တွေကအမြတ်သွင်းစနစ်ပါဝင်တာတောင်းမလို့တက်ဆင်နေတယ်ဆိုလို့ရှိရင်ကျမတို့ SCD power solar မြန်မာကိုဆက်သွယ်လိုက်ပါနော်